ဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်စာအုပ်ကတော့လူမှုဆက်ဆံရေးပညာရပ်ရဲ့ကဏ္ဍဝင်စာအုပ်ကြီးဖြစ်တဲ့ How to Win Friends and Influence People ပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာနေ့ပေါင်းများစွာကြာအောင်လူတိုင်းအတွက်လက်တွေ့အကျိုးရှိတဲ့သင်ခန်းစာတွေပေးခဲ့ပါတယ်။ကိုယ့်ရဲ့ဘဝအလုံးနဲ့လူမှုပတ်ဝန်းကျင်မှာအခြားသူတွေနဲ့ပုံမကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီးကိုယ့်ရဲ့အကြံဉာဏ်တွေကိုဘယ်လိုလွှမ်းမိုးနိုင်မလဲဆိုတာကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စာရေးသူရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးအကြံဉာဏ်တစ်ခုကတော့အခြားသူတွေကိုဝေဖန်ခြင်းပြစ်တင်ခြင်းနဲ့တိုင်ကြားခြင်းကိုရှောင်ရှားဖို့ပဲဖြစ်ပါတယ်။လူတိုင်းဟာကိုယ့်ရဲ့လုပ်ရက်တွေအတွက်ကိုမှန်ကန်တယ်လို့ယူဆတတ်ကြပါတယ်။ဒါကြောင့်တစုံတစ်ယောက်ကိုပြစ်တင်ဝေဖန်လိုက်တဲ့အခါသူတို့ဟာအမှားကိုလက်ခံမဲ့အစားပြန်လည်ခုခံကာကွယ်ဖို့ကိုပဲလှုံ့ဆော်ပါလိမ့်မယ်။ဒါဟာကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုပုံမှုဆိုးရွားသွားစေပါတယ်။အခြားသူတစ်ယောက်ကိုပြစ်တင်ဝေဖန်မဲ့အစားသူတို့ရဲ့လုပ်ရက်တွေကိုနားလည်ပေးဖို့စာနာပေးဖို့ကြိုးစားခြင်းအဖြစ်ပုံမှုကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။လူတိုင်းဟာတန်ဖိုးရှိတဲ့သူအဖြစ်အသိမှတ်ပြုခံရဖို့နဲ့အရေးပါသူအဖြစ်ခံစားရဖို့ဆန္ဒရှိကြပါတယ်။ဒါဟာလူသားတိုင်းရဲ့အနက်ရှိုင်းဆုံးဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်စာရေးသူကစိတ်ရင်းမှန်တဲ့ချီးမွမ်းခြင်းကိုအလေးပေးထားပါတယ်။အခြားသူတွေရဲ့လှုပ်ဆောင်ချက်ကောင်းတွေအားသာချက်တွေကိုတွေ့တဲ့အခါစိတ်ရင်းမှန်တဲ့ချီးမွမ်းပေးပါ။ဒါပေမဲ့ချီးမွမ်းရမှာဟန်ဆောင်မှုပုံမှုတွေမပါဘဲရိုးသားဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကတစုံတစ်ယောက်ရဲ့ကောင်းတဲ့အချက်ကိုမြင်ပြီးချီးမွမ်းလိုက်တဲ့အခါသူတို့ဟာပျော်ရွှင်ရုံသာမကကျွန်တော်တို့အပေါ်မှာပါပိုပြီးကောင်းမွန်တဲ့သဘောထားမျိုးရှိလာပါလိမ့်မယ်။လူတစ်ယောက်ရဲ့စိတ်ကိုဖန်ဆာဖို့အထူးရောက်ဆုံးနည်းလမ်းတစ်ခုကတော့အခြားသူရဲ့အမြင်ဆန္ဒနဲ့လိုအပ်ချက်တွေကိုနားလည်ပေးဖို့ကြိုးစားခြင်းပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့လုပ်ရက်တိုင်းဟာသူတို့အတွက်တော့အကြောင်းပြချက်ဆန္ဒတစ်ခုကြောင့်ဖြစ်လာတာပါ။စာရေးသူကမင်းငါကိုဒီအလုံးလုပ်စေခြင်းနဲ့ဆိုရင်ငါအတွက်ဘာအကျိုးရှိမလဲဆိုတဲ့မိကုံကိုအရင်မေးဖို့အကြံပြုထားပါတယ်။ကျွန်တော်တို့ဟာကိုယ့်ရဲ့ဆန္ဒအကြောင်းပြောမယ့်အစားအခြားသူရဲ့ဆန္ဒတွေကိုသာဦးစားပေးပြောဆိုပြီးသူတို့ရဲ့အကျိုးစီးပွားကိုအဓိကထားပြီးဆောင်ရွက်ပေးနိုင်မယ်ဆိုရင်သူတို့ဟာကိုယ့်ရဲ့အကြံဉာဏ်တွေကိုပိုပြီးလက်ခံလာပါလိမ့်မယ်။စာရေးသူကလူတွေကိုကိုနှစ်သက်လာအောင်လုပ်နိုင်တဲ့ရိုးရှင်းတဲ့အခြေခံနည်းလမ်းတွေကိုလည်းရှင်းပြထားပါတယ်။စိတ်ရင်းမှန်တဲ့စိတ်ဝင်စားမှုပြသပါ။အခြားသူတွေရဲ့အကြောင်းသူတို့ရဲ့ဝါသနာသူတို့ရဲ့ပြဿနာတွေကိုစိတ်ရင်းမှန်တဲ့စိတ်ဝင်စားမေးမြန်းပါ။ပြုံးပြပါ။ယူသားတဲ့အပြုံးတစ်ခုဟာလူမှုဆက်ဆံရေးမှာအင်မတန်အစွမ်းထက်ပါတယ်။နာမည်ကိုခေါ်ပါ။လူတစ်ယောက်ရဲ့နာမည်ဟာသူတို့အတွက်အကြရဆုံးနဲ့အချို့သားဆုံးအတန်ပဲဖြစ်ပါတယ်။စကားပြောဆိုတဲ့အခါသူတို့ရဲ့နာမည်ကိုမှတ်မိပြီးခေါ်ဆိုပေးပါ။ကောင်းသောနားထောင်သူဖြစ်ပါ။ကိုပြောချင်တာကိုပြောဖို့တက်သူတို့ပြောတာကိုအာရုံစိုက်ပြီးနားထောင်ပေးပါ။သူတို့ရဲ့စကားတွေကိုစိတ်ဝင်စားကြောင်းပြသပါ။ဒီအချက်တွေဟာလူမှုဆက်ဆံရေးမှာသိငယ်ပေမဲ့အကျိုးသက်ရောက်မှုကြီးမားတဲ့အရာတွေပဲဖြစ်ပါတယ်။အခြားသူတဦးကိုကိုယ့်ရဲ့အကြံဉာဏ်ဒါမှမဟုတ်ဆန္ဒကိုလက်ခံလာအောင်လွှမ်းမိုးဖို့အတွက်စာရေးသူကနည်းလမ်းများစွာကိုပေးထားပါတယ်။အဓိကအချက်ကတော့အငင်းပွားခြင်းကိုရှောင်ပါ။အငင်းပွားမှုတိုင်းကိုရှောင်ပါ။အငင်းပွားရင်ဘယ်သူမှမနိုင်ပါဘူး။ဘယ်တော့မှအမှားတယ်လို့မပြောပါနဲ့။အခြားသူရဲ့အတွေးအမြင်မှားနေရင်တော့ဓာတ်ရိုက်ပြစ်တင်ပြောဆိုခြင်းကိုရှောင်ပါ။သူတို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်မှုမရှိအောင်ပိုပြီးသိမ်မွေ့စွာချဉ်ကပ်ပါ။ဟုတ်ကဲ့နဲ့စာတင်ပါစေ။အခြားသူကိုအစာပိုင်းမှာပေးငယ်တဲ့ဟုတ်ကဲ့တွေကိုပြောလာအောင်လုပ်ပါ။အစာပိုင်းမှာသဘောတူညီမှုတွေများလာရင်နောက်ဆုံးမှာလည်းသဘောတူညီဖို့ပိုလွယ်ကူလာပါလိမ့်မယ်။အမှားကိုကိုယ်တိုင်ဝန်ခံပါ။ကိုမှားသွားတယ်ဆိုတာကိုတွေ့ရင်ချက်ချင်းဝန်ခံပါ။ဒါကအခြားသူတွေရဲ့လေးစားမှုကိုရယူနိုင်ပါတယ်။ဒီနည်းလမ်းတွေဟာကျွန်တော်တို့ကိုအခြားသူတွေရဲ့စိတ်ထဲကိုဝင်ရောက်ပြီးအပြုသဘောဆောင်တဲ့တက်ရောက်မှုတွေပေးနိုင်အောင်ကူညီပေးပါတယ်။ How to Win Friends and Influence People စာအုပ်ဟာအောင်မြင်တဲ့ဘဝတည်ဆောက်ရာမှာနည်းပညာနဲ့ငွေကြေးတန်လူသားဆန်မှုနဲ့ဆက်ဆံရေးပညာရက်ကပိုအရေးကြီးတယ်ဆိုတာကိုပြသခဲ့ပါတယ်။ဒီစာအုပ်ကကျွန်တော်တို့ကိုယ့်ရဲ့အတ္တကိုလျှော့ချပြီးအခြားသူတွေရဲ့ကောင်းကျိုးကိုဦးစားပေးတတ်အောင်သင်ကြားပေးခဲ့ပါတယ်။လူမှုဆက်ဆံရေးဟာတည်ယူနိုင်တဲ့ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီးနေ့စဉ်လေ့ကျင့်နေဖို့လိုအပ်ပါတယ်။ကိုယ်အစားသူတို့အပေါ်အာရုံစိုက်ပါ။စိတ်ရင်းမှန်တဲ့စိတ်ဝင်စားမှုပြသပါဆက်ဆံရေးတရားတွေတည်ဆောက်ပါ။ကိုယ့်ရဲ့ဘဝအလုံးနဲ့လူမှုပတ်ဝန်းကျင်မှာအခြားသူတွေနဲ့ပုံမကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်